ဒါက Death Star ကအေယာမအမြောက်ကြီးပါစัจ java လာထဲမှာကြောက်စရာအကောင်းဆုံးလက်နက်တွေထဲကတစ်ခုပါအန်ဒီယေကိုသဘောပေါက်ပြီးခုခံရေးအဖွဲ့ဝင်အားလုံးခံထက်ထဲကိုစုတ်ခွာသွားကြပါတယ်ဒါပေမဲ့တာမဏီတကားတောင်မှဒီလောက်ကြီးမားတဲ့တိုက်ခိုက်မှုကိုမခံနိုင်ပါဘူးတသားအားလုံးစူးစီးပြီးကတုတ်ကျင်းတွေထဲကိုမြန်ဝင်သွားကြပါတယ်လေတက်တွေကတန်းစီးပြီးစူပါလက်နက်စီကိုပစ်ခတ်ကြပါတယ်ဒီတိုက်ပွဲကခုခံရေးရဲ့ရှင်သန်မှုကိုဆုံးဖြတ်ပေးပါလိမ့်မယ်အမြောက်ကအားအပြည့်သွင်းကာနီးမှာဒါဟာသူတို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါတယ်စစ်သားတယောက်ကသူ့ရဲ့နားချက်ကိုဖြုတ်ပြီးအမိန့်ကိုမနာခံပဲအမြောက်ကိုဖျက်ဆီးဖို့သူ့ကိုယ်သူပေးဆက်ဖို့ပြင်ဆင်ပါတယ်အဲ့ဒီအချိန်မှာပဲအမြောက်ကတာမဏီတကားကိုတဲ့ပစ်ခတ်ပါတယ်ရန်သူခေါင်းဆောင်ကိုင်လိုရန်ကသူ့တပ်ဖွဲ့တွေကိုဝင်တိုက်ပြီးအားလုံးကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်မီးခိုးတွေထွက်နေတဲ့အပေါက်ထဲကနေတယောက်ထွက်လာပါတယ်အဲ့ဒါကနောက်ဆုံးဂျေဒိုင်လူပါကိုင်လိုကချက်ချင်းပဲလက်နက်အားလုံးကိုသူ့ကိုပစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဘုံကျဲတိုက်ခိုက်မှုတွေကအဆက်မပြတ်ဖြစ်ပွားနေပြီးကိုင်လိုရဲ့လက်ထောက်ကကြည်မနေနိုင်တော့ပဲတိုက်ခိုက်မှုကိုရပ်တန့်ဖို့အမိန့်ပေးလိုက်ပါတယ်သူတို့ကတိုက်ခိုက်မှုပြီးဆုံးသွားပြီလို့ယုံကြည်ကြပေမဲ့မီးခိုးတွေပျောက်ကွယ်သွားတဲ့အခါအဲ့ဒီလူကလုံးဝထိခိုက်မှုမရှိပဲပြန်ပေါ်လာပါတယ်